အားလုံးတာလီစောပါကျွန်တော်ရခိုင်အစီအစဉ်ကနေကြိုဆိုပါရစေဒီအစီအစဉ်ကိုနိုရင်ဇရာသတော်ဌာနကနေတောင်းဆက်ပေးနေစားပါစိုက်ခွင့်မြို့ပေါ်မှာရှိဝေရခိုင်ရာတီကအင်ဒီကိုစိုက်ကောင်စီကပရိုကျက်ရောင်ရှာပြီးရင်နောက်လက်ရှိမှာတော့ခခရန်ဝတ်အထက်မှာရှိဝေအပေါ်မှန်သမ ्या တီကိုအကျဉ်းသားတီနဲ့ခွဲခိုင်းပရိကေယူဆောင်နေပါရယ်တိုက်ပွဲပရောင်းထန်စွာဖိုက်ပေါ်နေရရခိုင်ပရိကြောက်ထုမြို့နယ်မှာလက်နက်ဂရိကျေစာထီမယ်ရီအတော်ကောက်စိုက်ကောင်စီဘက်ကခရောက်ရောက်တန်ရာရှိလာရလို့သိရပါရယ်။ရောင်းရခိုင်လူမျိုးတီကိုစိုက်ကောင်စီကစီရိုမူတီလှုပ်ဆောင်နေစားရယ်စေတနာမမယ်ရီအတော်ကောက်တတိထားရဖို့လို့ရခိုင်နိုင်ငံရေးသမားတီကတိုက်တွန်းလိုက်တဲ့ဆိုရယ်တတော်တီအပရောတခါစိတ်ဝင်စားဖို့ကောင်းရရခိုင်တတော်တီကိုအကျွင်းအိမ်မက်ခိုင်ကတောင်းဆက်ပေးလာဖို့ဖိုက်ပါရယ်။စိုက်ခွင့်မြို့ပေါ်မှာရှိဝေရခိုင်ရာတီကအင်ဒီကိုစိုက်ကောင်စီကပရိုကျက်ရောင်ရှာပြီးရင်နောက်လက်ရှိမှာတော့ခရန်ဝတ်အထက်မှာရှိဝေအပေါ်မှန်သမ ्या တီကိုအကျဉ်းသားတီနဲ့ခွဲခိုင်းပရိကေယူဆောင်နေပါရယ်စိုက်ကောက်စီစောရခိုင်ပြည်မြို့တော်စိုက်တဲ့မြို့ပေါ်မှာတည်ရှိရရခိုင်ကျေးရွာတီကကျေးရွာသားတီကိုတိုက်ပွဲအကပရဗနာကျေးရွာကနေနောက်ထောက်ထားပြီးကချက်ရှိနေရနေတီကိုပရိုဖရာရောက်ချပြီးကနောက်အခုတခါနေခေဝါတောင်းကအပေါင်းဟူသမျှကိုဘရိခရီအီဘီလာတောင်းကခွဲပနာယူနီစော်လေးဖိုက်ပါရယ်အခုပါအကျဉ်းသားတီနဲ့အပွန်ဒီကိုခွဲပနာထောင်းဖရိုက်ထုံးနီစော်ရယ်စိုက်တဲ့အကျဉ်းထောက်တော်လားစိုက်တဲ့ဒေါ်လာဆိုတော့မသိရသည်လို့နာမည်မဖော်လို့ရကြောက်သားတရကပြပါရယ်သူ့အတန်ကိုလုံခွင့်အရာသန်စားတို့ဖရပါထားပါရယ်ရောဂိုခိုလိုကိခိကမဟာဇာအခုကဖျားဆိုင်ဒီကမရှိပြလေရောင်ကအင်ခိမရှိရပွန်ဒီပါရဲ့အပွန်ဒီနောက်ထပ်ထောင်းဖရိုက်သုံးလို့ဆိုပွန်ဒီအားလုံးကိုခွဲပနာယူဆိုထောက်တော်တီနဲ့ခွဲပနာယူနီဆိုစိုက်ရမို့ဆိုစိုက်ကောက်စီအုပ်ချုပ်ရတဲ့ရှိပြီးရမျိုးတစ်ခုဖိုက်ပြီးကအခုပိုက်ဥပဒေမင်းလိုဝက်တီတော့ကကောက်ကီစင်ကောဖရရလို့နောက်ထပ်ကြော်သားတယောက်ကပြပါရယ်သူ့အတန်ကိုလုံခွင့်အရာအသန်စားတို့ဖရပါထားပါရယ်ကျွန်တော်တို့တွေကတတိရှိခိုးပြီးကေးပါရဲ့ရောနာမလေးစိုက်တတိရှိဆိုကရန်ကုန်ဒီကမေတဲ့မွန်းနေကြဆိုဒီတူးကြီးတော့မလွယ်လေအခုအပွန်ဒီကိုခွဲပလဲဆိုတာရာဆိုတော့မရှိပြဟိုမှာကံပေါ်ရောတိုင်းဦးဆိုကေပွန်ဒီအများကြီးနဲ့အုံးဆိုလေအောက်ကဟောင်းလုံးပဖိုင်လာပြအိမ်တော်မကပွန်ဒီဘခွဲပနေယူနေကြဆိုအင်ဟော်ဒီကိုရောကတော့ဒီရမရောကေရောကွကေဘူးလာချီအကျဉ်းသားတီနဲ့အပွန်ဒီကိုခွဲခန့်နေရတဲ့ကြော်ဒီမှာစိုက်တင်မဆရဂျာ6တဖာကန်ကကျေတော်အုပ်စုထေကရှုပေတာကျေတော်ရော်မှာကျေတော်ပိုက်ဆိုင်နဲ့မောငယ်အုပ်စုကကမ်ဘရာဟောက်ကမ်ဘရာတိုင်းနဲ့သုံးဆိုတော့ကျေတော်ဖိုက်ပါရယ်ရောကျေတော်ကကျေတော်သားတီဆိုစိုက်ကောက်စီအတောင်အတမနော်ထောက်ခံလာရဆိုကြောင်း2014ခုနိုင်စတောင်ဘာလာဒုတိယပတ်မှာရောကိုစက်ခော့ခါပြီးကစိုက်တင်မိုထေကဖုံကြောက်တီမှာ private လို့နေထိုင်နေကြရပါရယ်စိုက်ကောက်စီဆိုစိုက်တေကိုအာရခတက်တော် A1 တိုက်ခိုက်လာဖို့ဆိုကောကောပရဗနာစိုက်တဲ့မြို့ပေါ်ပဲပဲလေးမှာရှိတဲ့ရခိုင်ကျော်ဒီကကျော်သားတီကိုအတောင်းတော်ထုတ်ပြီးကစိုက်တဲ့ကဝန်အောင်နေရယူပနာအခိုင်အမာတက်ဆွေးထားပြီးကနောက်အိမ်တီကိုတင်ပြီးတင်ပရိုပရာရောက်ရှာခရလို့သိရပါရယ်စိုက်ကောက်စီသောပေတူတီအိုအင်စီစီဒီကိုကောက်ွယ်ရဖို့အစားမော်မေစရိုင်းနဲ့ပေတူပိုင်နေတီကိုပရိုပရာရောက်စားရအပရောပေတူတီနေခံဝတောင်းမှရှိနေရအပွန်တီရော့ထဲမှာရှိနေရပွန်တီကိုပေါ့ခွဲပနာယူနီဆိုရဲလုံးဝမလုံသောမလုံထိုက်ရလိုရဖိုက်တယ်လို့ကျရောသားတီကပရော့ဆိုခဲ့ပါရယ်ကျွန်တော်ရှောင်းမောင်းစင်ပါတိုက်ပွဲပရောင်းထန်စွာဖိုက်ပေါ်နေရရခိုင်ပရိကြောက်ထုမြို့နယ်မှာလက်နက်ဂရိကျေစာထီမယ်ရီအတော်ကောက်စိုက်ကောင်စီဘက်ကခရောက်ရောက်တန်ရာရှိလာရလို့သိရပါရယ်။ကြောက်ထုမြို့နယ်ကုန်းရွှင်တိုင်းနဲ့မလာကျွန်းဧရိယာအထက်ကစိုက်ကောင်စီတွဲစေဗနာနေထိုင်ရတရုတ်ဆဲရုံစီမံကိန်းကြီးရှိရနေရာကိုအခုရက်ပိုင်းအတွင်းအရက်ခတက်တော် AA ကလက်နက်ဂရိကျေနဲ့ပိုက်ခတ်ခရလို့သိရပါရယ်။ရောက်ပိုက်ခတ်မုံကောင်လက်နက်ဂရိကျေစာထီမယ်လို့စိုက်ကောင်စီဘက်ကဒူတရမုံအစောဘုံမုံတယောက်နဲ့နောက်ထပ်တပ်ဖွဲ့ဝင်9ယောက်စုစုပေါင်းခရာဦးစာတန်ရာရှိလာရလို့စိုက်ကောင်စီနဲ့နှိစက်တီမီရွန်ဆိုင်ရီတတော်ရောင်းလိုက်တယောက်ကနရိစရာကိုပြောပါရယ်ယပရိကေဒရုန်းနိပညာရှင်ဒရုန်းစိတ်သားတယောက်လေးလက်နက်ဂရိကျေစာထီမယ်ရီအတော့တန်ရာရှိလာရလို့လေတတော်တီထွက်ပေါ်နေပါရယ်တန်ရာရှိလာရလူတီကိုကြောက်ဖရူမရိုထက်ကစီရိုမှာအရေးပေါ်စီကူတာမှုခံယူဖို့ခေါ်ဆောင်လာရလို့လေကြောက်ဖရူဒေတာခန်တယောက်ကပြောပါရယ်ယပရိကေဘရိခရီမေလာ20ခရနီကကြောက်ဖရူစိမ့်မေဘရမှာအရက်ခတက်တော်အေးစနိုက်ပါတက်ဖွေအီလက်ရှင်နဲ့တမစီတိတ်ခရီမရင်တမဌာနရှုပ်နီးပြူဟာမှုဘုံမှုရှုပ်ကျော်မျိုးအောင်စာနောက်ထပ်ဘိုဂရီတယောက်နဲ့အတူကြီးထိမဲ့ဗနာတီဆုံးလာရလို့သိရပါရယ်
မလာကျွန်းရာနဲ့ area တဝိုက်ကတရုတ်လျက်စိတ်ဖရန်ဖရီတဲ့ RP နဲ့စွဲပိတ်ဆဲရုံ OGD အပါအဝင်တရုတ်ဆဲရုံတီရှိရနေရအလုံးမှာစက်ကောင်စီကတက်ဆွေနေထိုင်ပနာ AA ရှိရနေရတီကိုစိတ်ကောင်ထုစော်ဒီကောင်တိုက်ပွဲတီဖရိုက်ပေါ်နေစာ Friday လို့မေဘရွန်ဒေတာခန်တီကပြောခဲ့ပါရယ် AA နဲ့ Promo တဲ့ဖရိုက်ပေါ်လာနေရတိုက်ပွဲတီအတွန်းမှာတရုတ်စိတ်သား20လောက်စာလေးတရုံတီကိုသူတို့ကိုတိုင်မောင်းတော်ထင်းရှုပ်ပြီးကစက်ကောင်စီဘက်ကနေဝန်ရောက်တိုက်ခိုက်ပြီးနေရလို့တတော်တီလေးထွက်ပေါ်နေပါရယ်ရခိုင်ပြည်မှာအခုရက်ပိုင်းအတွန်းမိုးသက်လီဘရွန်တီဂျာရာမွန်ဂရောင်းအဲနဲ့ကြောက်ဖရူမျိုးတွေကစိုက်ပေးရှောင်းတီမှာအမိုးအကာလုံလောက်မှုမရှိလို့အမိုးအကာနဲ့အရိဘော်အကူအညီတီလိုအပ်နေပါရယ်အမ်ရိုနေကစိုက်ပေးရှောင်းတီစာတောတောင်တီမှာတာလဘက်စာတီနဲ့မိုးကာဗနာနေထိုင်နေရတဲ့တော့ကြောင့်ဘရိခရေမေလာ20ခနဲ့ရနေကစားတော့မနာနင်းစင်ရက်ဆန်မိုးသေးထန်စွာရာသန်ဘရီဂေလီဘရွန်တီတိုက်ခိုက်နေတဲ့တော့ကြောင့်အမိုးအကာတီပရိုပြဲပနာအခက်အခဲတီရောင်းနေကြရတဲ့လူလေးအမ်ရိုခံစိုက်ပေးရှောင်းအမျိုးသမီးတယောက်ကပြောပါရယ်အမ်ရိုနေတခုလုံးကိုအာရခတက်တော် AA ကဘရိခရေ2024ခုနှစ်ဒီဇင်ဘာ20ရက်နေ့မှာသိပ်ပိုင်နေခါစားဖိုက်ပါရယ်ယပိကေမေလာအတွန်ဂျာဖရူမျိုးနေမှာဖိုက်ပေါ်ခရဲတိုက်ပွဲတီကောင်အိုးရင်ဆွမ်းခွာလာခဲ့တဲ့ဒေတာခင်ဒီစားလေးစာနယ်ရိခါနဲ့အမိုးအကာတီလိုအပ်နေရလို့ဂျာဖရူဒေတာခင်စိုက်ပေးရှောင်းအမျိုးသမီးတယောက်ကပြောပါရယ်လက်ရှိရခိုင်အမျိုးသားအဖွဲ့ချုပ်အာရခတက်တော် ULAA ကလက်တလောစာနယ်ရိခါနဲ့အမိုးအကာတရှို့ကူညီပြီးနေကြလေတိုးလာနေရစိုက်ပေးရှောင်းဥရီအတွက်မလုံလောက်တဲ့အတွက်ကြောင့်အရိဘော်အကူအညီတီလိုအပ်နေရလို့စိုက်ပေးရှောင်းအရိကူညီပြီးနေရလူတီကပြောခဲ့ပါရယ်လက်ရှိမှာဘွန်ဂလောပွန်လီအော်မှာဖိုက်ပွန်လာနေရကောက်ရီမုန်တိုင်းငယ်ဤအရှင်ကောင်မေလာ20ခနဲ့ရနေကနေ30ရနီအထိရခိုင်ပြည်အတွင်းမိုးသေးထန်စွာအဆမ်မပရက်ရာသန်နေရအတွက်ကြောင့်စိုက်ပေးရှောင်းတီစာအမိုးအကာတီနဲ့စာနယ်ရိခါတီကိုအရိဒီဂရီလိုအပ်နေစာဖိုက်ပါရယ်AA ထိန်ရှုပ်ထားတဲ့နေမရီတီနဲ့စက်ကောင်စီထိန်ရှုပ်ထားစီ Friday နေရာဒီမှာစိုက်ပေးရှောင်းစုစုပေါင်း crowd 5000လောက်အထိရှိနိုင်ရလို့ခန့်မှန်းထားခဲ့ပါရယ်ရခိုင်ပြည်မြို့တော်စိုက်တွေစာလက်ရှိအချိန်အထိစက်ကောင်စီအုပ်ချုပ်ရေးရှိနေတင်ကြလေမြို့ထက်မှာလေရင်းနဲ့စိတ်တော့အောင်အများပြားနဲ့လုံခရုံတီတိုးမရှာထားမှုတရှိကြလေမျက်နှာဖုံးဆွဲထားတဲ့လူတရှို့ကအင်တီကိုအနုဂရစီဓမ္မရာတိုင်မှုတရှိနေပါရယ်ရိခရေမေလာ20ရှယ်ရနေကဖရိုက်ပေါ်ခါစာဖရိုက်ဘရီဂေတခရရက်ကွက်တရှို့မှလေညနေဖုံးဆွဲထားတဲ့လူတစုဤအနုဂရစီမွန်ဓမ္မရာတိုင်မှုတီနဲ့အိမ်ဖောက်ထုံးခုယုံမှုတီကိုခံနေကြရရလို့လုံခရုံရီအရာအမေမဖော်လိုရဲစိုက်တွင်မရိုခဲအမျိုးသမီးတယောက်ကနရီစရာကိုပြပါရယ်စိုက်တွင်မရိုမှာဒေသခံပြည်သူတီစောက်ဝဲနေရကျက်တေပနာဒုက္ခမျိုးစုံနဲ့ခုံတွင်းနေကြရတဲ့အချိန်တရဥပဒေစိုးမိုးရေးကောင်းမင်းနေရအတော့ကြောင့်တတိထားနေထိုင်ခဲ့ဖို့လိုအပ်တယ်လို့လေစိုက်တွင်မရိုခဲလူဂရီတယောက်ကနရီစရာကိုပြပါရယ်စိုက်တွေဒေသခံတရှို့စာအငဲဘေးနဲ့ခုံတွင်းမှုတီရှိနေရပိုင်းမုံရိပ်စီဝါသုံးဆွေရလူတီစာလေးပေါ်များလာနေပနာစိုက်ကောင်စီလက်အောက်ခံရေဒီကိုတန်ကြရလို့ရှိခဲ့လေတခုလည်းမထူလို့စိုက်တွေဒေတာခံတီကပြောပါရယ်ရန်ကုန်ရခိုင်လူမျိုးတီကိုစိုက်ကောင်စီကစီရီမွန်တီဘလူးလုံးနေစာရီစေဒနာမမဲရီအတော်ကြောင့်တတိထားရဖို့လို့ရခိုင်နိုင်ငံရေးသမားတီကတိုက်တွန်းလိုက်ပါရယ်ရခိုင်မျိုးသားဖွဲ့ချုပ်အာရခတက်တော် ULAA ကဘရိခရီမီလာ20နေနရာနီမှာပြည်သူဆိုင်မှုတဲ့ဥပဒေကိုပလာထဲပရိကေရခိုင်ပြည်ပပကိုထောဖို့ဖို့ပူဇာအားထုတ်နေရဒီကိုစားလို့တိုင်လိုက်လိုက်ပြနောက်စိုက်ကောင်စီကရင်ကုန်မှာရှိရခိုင်လူမျိုးတီကိုမီလာ20နေလီရာနီမှာအခမ်းအနားပြုလုပ်ပနာစားလို့စီရုံခါစောဖိုက်ပါရီရောပိုက်စီရုံစောနောက်ခွေမှာအရောင်မြစောပါရှိနေရလို့ရခိုင်ဝါရောနိုင်ငံရေးသမားဥဖိတဲ့ကထောက်ပြပါရီအဲ့ဒီဘုကာလာပရထန်ချက်စေမှုထပရထန်ချက်တီးULAA ဘက်ကလည်းထုတ်ပြန်လာရဲစင်ကမှာအကောင်မျိုးကြောင့်ဘာနဲ့မထားနိုင်ရင်မထားဆိုင်ရင်ပုံကိုဒီဟာပြမဘက်ကိုခိုးလို့ဒီနဲ့ထွက်ကဒီဟင်းပါအရင်အဒီကိုလည်းတော့ဘလို့ထွက်ရှင်လာအောင်ပါသူတို့ကကောင်းမှမကလို့ဆိုရဲULAA ရတဲ့အတိုင်းပြမကိုတော့ဖားဖို့စီးဖို့ဒုက္ခပြီးဖို့ကမဟင်းသူတို့ဘက်ကဒီလူကြီးတွေကောင်းမှမကလို့ဆိုပြီးနာကျူမီပရိုဂျက်တာဖို့ဆိုရင်သူစေစနာပရတာပါနာအမှားတော့ရက်စေနာရဲ့နောက်မှာအတော်အများကြီးပါပါတယ်ဘရိခရီမီလာ20နယ်လီရာနီကစိုက်ကောင်စီပရကာရီဌာနပြည်ထောင်စုဝင်ဂရီဥမမောင်အောင်နဲ့ရေကုန်တိုက်ဒေသဂရီဝင်ဂရီရှုံဦးစိုးသိန်းရိုးစောရေကုန်တိုက်ဒေသဂရီအစိုးရအဖွေယုံမင်္ဂလာခင်းမှာရေကုန်မှာရှိရခိုင်ရတောင်းအဖွေတီကိုခေါ်ယူပြီးကစီရိုမူပြုလုပ်ခါစောဖိုက်ပါရီရောပိုက်စီရိုမူပြုလုပ်စောမှာစိုက်ပွေးကောင်တင်းချောင်လာရေကုန်ရောရခိုင်တီကိုလေစာနယ်ရိခါနလာစာထောက်ပဲပြီးဖို့လို့ဝင်ဂရီဥမမောင်ကမာလုံပြီးပရော့ဆိုလာပါရီ
စိုက်ကောင်စီစောတိုက်ပွေးကောင်အီရာဝတီပသိမ်နဲ့မကွေးစားရီဒေတာတီကိုတိုက်ပွေးချောင်လာရီရခိုင်ပြည်တောင်ကုန်းတင်တွင်နဲ့ဂေါ်မနုနီရိုတီကဒေတာခဲတီကိုဖန်စီတဲ့ပုတ်ပရိကေရင်ကုန်လောက်ရခိုင်တီကိုစာနေရိခါနလာစာထောက်ပဲပြီးဖို့လို့ပြောလိုက်စော်ရီတင်တရားဖရိုက်စရာကောင်းရီလို့ရခိုင်လူငယ်နိုင်ငံရီတမကိုကောင်းကျော်စင်ကပြောပါရီ စစ်ကောင်စီကအခုရခိုင်စစ်ဆောင်တွေကိုထောက်ပံ့မယ်ဆိုတာကဒီ ULA ရဲ့ထုတ်ပြန်ချက်နောက်ပိုင်းမှာဖြစ်လာတဲ့ကိစ္စတွေဒါကတန်တရားဖြစ်ဖို့ကောင်းတယ်။ဘာဖြစ်လဲဆိုတော့ဟိုအရင်တည်းက AR ဘက်မှာစစ်ဆောင်သွားတဲ့ရခိုင်အုပ်စုတွေအများကြီးရှိတာပဲ။သူတို့ကြတော့ဘာထောက်ပံ့ခြင်းမှမရဘူးဗျာကျွန်တော်သိတယ်လို့ဆိုလို့ရှိရင်ဒီကနေ့ဒီရိုးတောင်ကိုဖျက်ပြီးကြော်လာတဲ့လူတွေကြတော့ဖန်ခံရများတယ် ရခိုင်ပြည်တော်စိုင်ရီပတိပခတိပရော့တဲ့နေရီအရှိန်မှာရခိုင်ပြည်သူတီကိုပူညီထောက်ပံ့ပြီးစော်တီမပလူလို့ရီအပရောဖရဲလီဖရက်ကိုပလူလောက်ခါရီစိုက်ကောင်စီစောအခုရင်ကုန်လောက်ရခိုင်ဆိုင်ချောင်းတီကိုပူညီထောက်ပံ့ပြီးဖို့လို့ပရော့စော်နေပေတယ်လို့စိန်စားစရာပရိုင်မရီလို့နိုင်ငံရီလီလာရီလူတီကထောက်ပြခဲ့ပါရီယောအပရောစိုက်ကောင်စီကရင်ကုန်မှာရောက်ရှိနေရခိုင်လူမျိုးတီအရှာလာတီကိုကောက်ယူနိုင်ဖို့တော့အခုပိုင်လှုပ်ဆောင်ရဆိုဖက်ဘရစ်ကီလူငီတီကိုစိုင်းမှုတဲ့ခေါ်ဆောင်စော်တီနဲ့အန်ဒရီပူစော်တီလီဖိုင်လာနိုင်ရီလို့ရင်ကုန်ရောက်ရခိုင်လူမျိုးတယောက်ကပြောပါရီ ကျွန်တော်တို့ဒီရခိုင်စကူပုံရှိပါလေ။သမဆောက်လေးပါအန်တောက်လေးပါဆိုလို့ပါလေ။လက်ရှိမှာတို့ကနလာစာထောက်ပံ့မှုပြီးပြီးရခိုင်ဒီရှိနေတယ်ဒီစံတော်ဒီအောင်စုစုံနေတာ။ဆိုရင်တို့ခုခုတူပါဒီလိုဝဲတင်နေတယ်ဒီမှာပိတ်ပတ်တီအောင်တော့ဘယ်လိုဖန်ရှာရှိတော့ဖန်လို့ရအောင်လောကိုပုံစံမျိုးကျွန်တော်တို့မလုပ်ဘူး။ ရခိုင်ပြည်တော်2023ခုနှစ်နိုဝင်ဘာလကနေစလို့ဖိုက်ပေါ်ခါရီမျိုးတင်တိုက်ပွေးတီကောင်ရခိုင်ပြည်သူအများပရစောရေကုံအပါဝန်ပရီမာဖကိုထောခေါ်တင်းချောင်လခခဲ့ရပါရီရေကုံအပါဝန်ပရီမာဖမလေးအင်္ဂခတိဇီကရီစောအလောက်ကင်မရှိစောနဲ့ကုံစည်းနုံတီမတာစောဒီကောင်အခါခိတိနဲ့ကုံတွီလာရရီအတော်အခုနောက်ပိုင်းမှာကိုးနေရဲကိုပြန်လာရီလူတီလေးရှိလာနေရီလို့သိရပါရီအကျွမ်းမင်းတော့ခင်ပါ ဒီတစ်ပတ်ကျွန်းရိုးနရင်စရာတောင်ဌာနကတောင်ဆက်တဲ့ရခိုင်အစီအစဉ်ဒီမှာပုံပြီးဆုံးပါရအကျွန်းရိုးအစီအစဉ်ကို DVB ရုပ်သံလိုင်းမှာအပတ်စဉ်တနင်္ဂနွေနေ့တိုင်းမိုးသားရှိုင်းနာရီ45မိနစ်နဲ့မေစီမာရုပ်သံလိုင်းမှာအပတ်စဉ်တနင်္ဂနွေနေ့တိုင်းညရှိုင်းနာရီ30မိနစ်ရိုးမှာဂရစ်ရှူအားပေးနိုင်ပါရီစောင်းမြော်ဂရစ်ရှူအားပေးခခဲ့တဲ့မိဖပြည်သူညီကိုမောင်နှမတီအားလုံးကိုကျေးဇူးအများကြီးတောင်းပါရီနောက်တစ်ပတ်မှာလည်းပြန်လို့ဆုံတွေ့ခဲ့ပါမယ်